ဇလန်ရဲ့အစမှာမင်းသမီးရာနီတယောက်ခွေးတွေကိုအသားတွေကျွေးနေရင်သူတို့နေတဲ့အိမ်မီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာရီရှူးလို့ပါဇက်မှရေယိုရင်အိမ်ထဲဝင်သွားခဲ့ပြီးမင်းသားရီရှူးရဲ့ပြက်နေခဲ့တဲ့လက်တစ်ဖက်ပဲကျန်ခဲ့ပြီးခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။ပြီးနောက်ရဲတွေစစ်ဆေးဖို့ရောက်လာခဲ့ပြီးအမှုအတွက်အထောက်အထားတွေမှတ်ယူနေရင်ပြက်ကြံခဲ့တဲ့လက်တစ်ဖက်မှာလက်ပွေရနိုင်သေးကြောင်းနဲ့ခန္ဓာကိုယ်တစ်ခုလုံးကတော့မီးလောင်ပျက်စီးသွားကြောင်းပြောပြီးခေါင်းမှာနက်တဲ့ထိုးသွင်းတဲ့ဒဏ်ရာတစ်ခုတွေ့ရှိခဲ့တာမို့မီးမလောင်ခင်ကတည်းကတင်နေမွန်ရကြောင်းပြောနေခဲ့ပါတယ်။ပြီးနောက်ပြက်နေတဲ့လက်တစ်ဖက်မှာရာနီလို့ထိုးထားတဲ့တတူးတွေ့ခဲ့တာကြောင့်ရီရှူးလို့အတည်ပြုပြီးရာနီကရီရှူးရဲ့မိန်းမဖြစ်ကြောင်းပြောပြီးမီးလောင်ပေါက်ကွဲမှုဟာမတော်တဆမဖြစ်နိုင်ကြောင်းနဲ့လူသက်သမားသုံးခဲ့တဲ့လက်နက်ကိုရရနဲ့အားလုံးရှင်းသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ပြီးနောက်ဇလန်ဟာနောက်ပြန်ရောက်သွားခဲ့ပြီးရီရှူးနဲ့လက်ထပ်ပေးမဲ့အိမ်ကိုသွားနေခဲ့ပြီးမင်းသမီးရာနီကိုစတင်တွေ့ဆုံခဲ့ပုံကိုပြသနေခဲ့ပါတယ်။ဒီလိုနဲ့ရီရှူးနဲ့ရာနီတို့တွေ့ဆုံစကားပြောခဲ့ကြပြီးရာနီကသူဟာစာပေရေးရာကိုလေ့လာခဲ့ပေမဲ့ဝါသနာအရအလှပြေဆိုင်မှာမန်နေဂျာလုပ်နေပြီးအိမ်လုပ်တွေလုပ်ရတာမကြိုက်ကြောင်းနဲ့ဇာဟီတာကောင်းတဲ့တာမန်မိန်းကလေးတစ်ယောက်ပဲဖြစ်ပြီးရီရှူးဒီကိုလာတာဟာခန္ဓာကိုယ်မိုက်တဲ့ရာနီလိုလူကိုလိုချင်လို့ပဲလေဆိုပြီးစနှောက်နေပါတယ်။ရီရှူးကတော့သူ့ရဲ့ဝါသနာကတော့ရာနီလိုစာအုပ်ဖတ်ရတာမျိုးမဟုတ်ပဲအင်ဂျင်နီယာဖြစ်တာမို့စက်တွေပြင်ပေးရတာသဘောကျကြောင်ပြောနေတာမို့အိမ်ကပြက်နေတဲ့ပန်ကာကိုပြင်ပေးရန်ပြောပြီးလက်ဆင်းစပေးလိုက်ပါတယ်။ဒါကိုမြင်သွားခဲ့တဲ့ရီရှူးအမေတယောက်ကတော့တဘောမတူကြောင်းနဲ့ရာနီကိုယူမယ်ဆိုရင်သူ့ကိုယ်သူတက်တည်မယ်ပြောနေပြီးရီရှူးကတော့ရာနီကိုမြင်မြင်ချင်းသဘောကျသွားတာမို့ရာနီကိုထိန်းချောင်းနိုင်ကြောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့ရီရှူးတယောက်မင်လာဆောင်အတွက်နဲ့အတူနေထိုင်မှုအိမ်နေပါရှင်းလင်းရင်ဘယ်ဘက်လက်ကဝက်မှာရာနီဆိုရဲ့နာမည်ကိုထိုးလိုက်ပြီးရာနီကိုပုံပို့ပြီးအခြေအတွက်တက်တည်ပြလိုက်ပါတယ်။ပြီးနောက်မင်္ဂလာပွဲကိုပျော်ရွှင်ပွဲကျင်းပလိုက်ပြီးလက်ရှိအမှုစစ်ဖို့ရဲစခန်းကိုရောက်နေတဲ့ရာနီကိုပြန်လည်ပြသနေခဲ့ပါတယ်။ပြီးနောက်ကီရှောလို့ခေါ်တဲ့ရဲရရှိတအူရောက်ရှိလာပြီးရာနီကိုစစ်ဆေးမှုစတင်လှုပ်ဆောင်ပါတော့တယ်။ရဲရရှိကီရှောဟာဒီလိုအမှုတွေများစွာစစ်ဆေးမှုတာမို့အမှန်တိုင်းဝန်ခံလိုက်ဖို့နဲ့ကိုယ့်ယောက်ျားကိုဘာလို့တပ်ပစ်လိုက်ရတာလဲလို့မေးနေရင်ရာနီနာမည်ကိုလက်မှာတတူးထိုးထားတဲ့အတီချစ်သက်လုံးတဲ့ယောက်ျားကိုမကောင်းတဲ့မိန်းမမျိုးတွေကပဲဒီလိုလုပ်တာလို့ပြောရင်ရီရှူးကိုပဲအယူလို့လို့ရမယ်ရီရှူးကိုတက်လိုက်တာမင်းမဲဆိုတာကိုတော့သူ့ကိုအယူလို့လို့မရကြောင်းပြောလိုက်ပါတယ်။ရာနီကတော့သူမတက်ကြောင်းနဲ့အပြစ်မရှိကြောင်းပြောနေတာမို့ရဲရရှိကသူတို့ဆက်ဆံရေးကြောင်းမေးနေတာမို့ဇလန်ဟာနောက်ပြန်ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့မင်လာဆောင်ပြီးအိမ်ပြန်လာခြင်းသူများတွေလိုတီးဝိုင်းနေနဲ့လာမကြလို့ရီရှူးကိုပြောဆိုနေရင်မိုးရီတွေအိမ်ထဲအထိဝင်လာတာမို့ရီရှူးတယောက်ရေတွေထုတ်နေခြင်းရာနီကတော့စိတ်ပြတ်စွာနဲ့ပဲအိမ်ရထဲမှာပဲဝင်အိတ်လိုက်ပါတယ်ဒီလိုနဲ့ရီရှူးတင်ငယ်ချင်းဟာမိန်းမကိုလွတ်မထားဖို့နဲ့အိမ်လောက်ကိုအချိန်နဲ့အချိန်လှုပ်ဆောင်နိုင်ဖို့ယောက်ျားဆန်စွာပြောဆိုဖို့မှာနေပြီးရာနီမေတို့ကလည်းရင်းနှီးမှုအရင်ရယူပြီးလက်အောက်ရောက်လာအောင်အရင်လုပ်ရမယ်ဆိုပြီးမြှူဆွဲဖို့ပြောနေခဲ့ပါတယ်ဒီလိုနဲ့ရီရှူးနဲ့ရာနီတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်ပညာပေးရန်ကြိုးစားကြရင်အလွဲတွေစတင်ဖြစ်လာပါတော့တယ်။ရီရှူးဟာပညာပြလိုက်ရာနီဟာမြှူဆွဲဖို့ကြိုးစားလိုက်နဲ့အရာရာဟာတလွဲတွေဖြစ်ရင်ရင်းနှီးမှုတွေစတင်ရလာကြပါတယ်။တရက်ရီရှူးကိုမြှူဆွဲဖို့ကြိုးစားနေတဲ့ရာနီပုံစံကိုမြင်သွားတဲ့အမေတယောက်ထပြောနေရမှုသူတို့မလုပ်တဲ့ပုံစံနဲ့နေနေလိုက်ရင်ပြောဆိုခံလိုက်ရပါတယ်။ဒီလိုနဲ့နောက်ရက်ရီရှူးတငယ်ချင်းဟာယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုနိုင်ဖို့အိယာတွေကကိစ္စမှာအရင်အနံယူနိုင်ရမယ်လို့ပြောလို့စေးတောက်ပြီးဟာသဆန်စွာလေးကျမှုတွေလုပ်နေခဲ့ပါတယ်။ပြီးနောက်ရာနီတစ်ယောက်မြှူဆွဲနေရင်အလွဲလွဲချော်ချော်တွေဖြစ်နေတဲ့ရီရှူးနဲ့ရာနီတို့အတူနေပြစ်ခဲ့ကြပြီးမင်းသားရီရှူးတစ်ယောက်မဆန်းဆောင်နိုင်ခဲ့တာမို့မင်းသမီးတစ်ယောက်ကစိတ်ပြက်နေခဲ့ပါတယ်။ပြီးနောက်ရာနီရဲ့မိဖုန်းဆက်လာခဲ့ပြီးဆန်းနောက်နေတာမို့ရာနီဟာမိဘတွေပေးစားတဲ့အိမ်အောင်ရွေးတွေမှာအချစ်မပါကြောင်းနဲ့အတူနေပြစ်ခဲ့ပေမဲ့အချစ်မပါတာကြောင့်သူမပျော်ရွှင်မှုရအောင်ဒီမဆန်းဆောင်နိုင်ပဲခဏလေးနဲ့ဆက်ဆံမှုပြီးသွားကြောင်းပြောနေတာကိုရီရှူးတယောက်ကြားသွားတာမို့စိတ်ပြက်နေခဲ့ပါတယ်ဒီလိုနဲ့ရီရှူးတယောက်ရာနီကိုရှောင်နေခဲ့တာမို့အိတ်ချင်အောင်ဆောင်နေခဲ့တဲ့ရာနီတယောက်ရီရှူးတယောက်ဝင်လာချိန်မှာမီးဖွင့်လိုက်ပြီးသူ့ကိုညှင်းငွေ့နေပြီမလားလို့မေးခဲ့ပါတယ်ဒီလိုနဲ့ရီရှူးဟာရာနီရဲ့မိနဲ့ဖုန်းပြောတာကိုကြားခဲ့တာမို့ဘယ်လိုမိန်းမလဲလို့မေးရင်ဘယ်လိုယောက်ျားကိုရှာနေရလဲလို့မေးလိုက်ပါတယ်ဒီလိုနဲ့ရာနီကချစ်မှုရေးရာမှာကျွမ်းကျင်ပြီးခက်ထန်ကြမ်းတမ်းတဲ့သူအချစ်ကိုယူသွတ်ပြီးတခါတရံခရမ်းရမ်းချစ်တတ်ပြီးအတူနေဆက်ဆံမှုကိုယူသွတ်တဲ့လူတယောက်လိုဖြစ်စေချင်တာမျိုးပြောတာမို့ရီရှူးကအချစ်ဟာပိုရေးကြီးကြောင်းပြောလိုက်ပြီးအလုံးမှာအတန်းတစ်တွေတက်ရတော့မှလို့ပြောရင်သူ့လိုလူကိုရခဲ့လို့တောင်းပန်ပါတယ်လို့ရီရှူးကပြောလိုက်ပြီးတယောက်နဲ့တယောက်ဆက်ဆံရေးတွေအေးဆက်သွားခဲ့ပါတယ်တရက်ရာနီဟာအပြင်ထွက်ရင်ရီရှူးကိုကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်ရာအထင်လွဲသွားခဲ့ပြီးရီရှူးဟာသူနဲ့လက်ထပ်ဟာတာတလာပဲရှိသေးကြောင်းနဲ့အတူနေဖို့တစ်ခါစူးစမ်းခဲ့ရင်တစ်ခါတော့မဆွမ်းဆောင်နိုင်ခဲ့ကြောင်းအဆက်ခွဲပြီးပြောဆိုပြီးထွက်သွားခဲ့ပါတယ်။ညဘက်ရီရှူးအိမ်ပြန်ရောက်လာခဲ့ပြီးရာနီတစ်ယောက်ဟန်နီမွန်းသွားဖို့ပြောဆိုနေခဲ့ရာစိတ်တူနေတဲ့ရီရှူးတစ်ယောက်လက်မှတ်တွေကိုစုပ်ဖြဲလိုက်ပြီးပြဿနာဖြစ်ခဲ့ကြပါတယ်။နောက်ရက်မှာတော့နေဆိုတဲ့ရီရှူးရဲ့ဝမ်းခွဲညီကိုတစ်ယောက်ရောက်လာခဲ့ပြီးရာနီနဲ့ရင်းနှီးသွားခဲ့ပြီးနေ့စဉ်စကားပြောလိုက်ဟင်းနေချက်ကျွေးလိုက်နဲ့တယောက်နဲ့တယောက်စိတ်တွေရိုင်းလာကြပြီးအချစ်ကိုဆာလောင်နေတဲ့ရာနီတယောက်စတင်ဖောက်ပြန်ပြီးသွားခဲ့ပါတော့တယ်။ရာနီနဲ့နေတို့ရီရှူးမရှိချိန်နဲ့ဖောက်ပြန်နေခဲ့ကြပြီးတရက်နေကရာနီကိုထားပြီးထွက်သွားတာသိလိုက်ရခြင်းရာနီတယောက်အိမ်ပြန်လာတဲ့ရီရှူးကိုစောက်တီယာများဖြစ်စွာနဲ့ထမင်းစားနေရင်နေနဲ့ဖောက်ပြန်ခဲ့ကြောင်းနဲ့နေနဲ့ပဲအတူရှိရင်ကြောင်းပြောလိုက်ပါတယ်။ပြီးနောက်ရာနီကိုစစ်ဆေးနေတဲ့အခန်းကိုပြန်ရောက်သွားခဲ့ကြပြီးရဲရရှိကဖောက်ပြန်နေတာကိုနောက်လာရလားလို့မေးခဲ့ရာနောက်နာမရပဲနေနဲ့ဖောက်ပြန်ခဲ့လို့ဒါရီရှူးရဲ့တရုတ်မှန်ကိုသိခဲ့ရကြောင်းပြောပြီးနောက်ကြောင်းပြန်ရောက်သွားခဲ့ပါတယ်။နောက်တစ်ခန်းမှာတော့ရီရှူးတယောက်နေရှိရလိုက်သွားခဲ့ပြီးနောက်ကနေဓာတ်နဲ့လိုက်ထိုးရာနေကပြန်ထူးတာပဲခံလိုက်ရပါတယ်။ဒါနဲ့နေဟာရီရှူးနဲ့တွေ့ဆုံလိုက်ပြီးသူ
မားခဲ့ကြောင်းနဲ့ရာနီနဲ့ဘာလို့အဆင်ပြေတဲ့ဘဝတစ်ခုမတိဆောက်ခဲ့တာလဲမင်းနေရင်ရီရှူတယောက်ဘာလို့ရာနီကိုခေါ်မသွားခဲ့ရလဲနဲ့မင်းတို့နှစ်ယောက်ပြောရှင်နိုင်မှာပါဆိုပြီးစောက်တီယာမင်းကပြောပြီးပြန်လာခဲ့လိုက်ပါတယ်နောက်ပြီးအိမ်ပြန်ရောက်ချိန်ရာနီတယောက်စကားလာပြောနေတာမို့လို့သူတကယ်ချစ်ခဲ့ရတော့ဖောက်ပြန်ခဲ့တဲ့ရာနီကိုထွက်သွားတာဟာအကောင်းဆုံးပဲမို့ထွက်သွားဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်ရရာနီထွက်သွားဖို့လုပ်နေချိန်နေရဲ့တငယ်ချင်းတွေလောင်ပြောင်ပြောဆိုနေတာကြောင့်ရီရှူထွက်လာခဲ့ပြီးအငားရင်ငားပြီးနေချိန်သူများတွေလောင်ပြောင်နေရတော့ရီရှူတယောက်သူ့ရှေ့ရက်တီပေးနေတာမို့ရာနီတယောက်အိမ်မပြန်တော့ပဲရီရှူအပြစ်ပေးသမျှခံမယ်လို့ပြောကအိမ်ထဲပြန်ဝင်သွားခဲ့ပါတယ်ရာနီနဲ့နေတို့ရဲ့ဖောက်ပြန်မှုကြောင့်တွေပဲခေါင်းထဲရောက်လာတဲ့ရီရှူတယောက်ရာနီကိုအပြစ်ပေးဆေးဆင်းရဲမှုတွေစတင်လှုပ်ဆောင်လာပါတော့တယ်နေကားပေါ်ကပြုတ်ကျအောင်လှုပ်လိုက်မီးထားတောက်ပြီးအပူလောင်အောင်လှုပ်လိုက်နဲ့ဆေးဆင်းရဲအောင်လှုပ်ပါတော့တယ်ဒီလိုနဲ့ရာနီကိုစစ်ဆေးနေတဲ့အခန်းကိုပြန်လည်ရောက်ရှိသွားပြီးအချစ်ဟာထူးဆန်းကြောင်းပြောပြနေရင်ရီရှူတယောက်သူ့ကိုတတ်ဖို့ကြံစီခဲ့တယ်လို့ပြောနေတာမို့ရဲရရှိကဘာပြန်လုပ်ခဲ့လဲမေးလိုက်ရာရာနီကတော့ရီရှူတယောက်ခွင့်လွှတ်မဲ့ချိန်ကိုပဲစောင့်ခဲ့တယ်လို့ပြောရင်နောက်ကျောင်းပြန်အောင်သွားခဲ့ပါတယ်ရီရှူနဲ့တငယ်ချင်းတို့ရက်တောက်နေတဲ့နေရာကိုရာနီရောက်လာခဲ့ပြီးညစာအသင်းဖြစ်ပြီလို့လာခေါ်နေခြင်းရီရှူဟာတငယ်ချင်းကိုပုံရင်ပြပြမယ်ဆိုပြီးဂုံဒီကြီးမားတဲ့ဘေးကြီးတစ်ပါးဟာဈေးထဲမှာဝုန်းဝန်းကြော်ကြော်ရှောက်လန်းပြီးပိုးကြီးပေါ်ဝါလေးကိုခြုံထားတာကိုကောင်းလေးတယောက်ရောက်လာခဲ့ပြီးဘရင်ကြီးကိုတီးလုံးဖြစ်နေရလို့ပြောလိုက်ရမှာဘရင်ကြီးကသူ့ဖင်ပြောင်ကြီးဖြစ်နေမှတတိထားမိရလို့ပြောပြရင်ဘာကိုဆိုလိုတာလဲမသိဘူးလို့ပြောနေတဲ့တငယ်ချင်းကိုငါအဖြစ်ကလည်းဘရင်ကြီးလိုပဲလူတွေအားလုံးငါမိန်းမနဲ့ငါညီဖောက်ပြန်နေတာသိကြတယ်အချိန်တိုင်းချစ်နေကြပြီးငါရှိမှကြောင်တောင်လိုက်နေတာကိုထိုင်ကြည့်နေကြရတာလို့ပြောနေတာမို့တငယ်ချင်းကထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ရာနီတယောက်ရီရှူကသူ့အပေါ်ကိုသွေးအေးနဲ့ရက်ဆက်နေတာမခံနိုင်တော့တာမို့တိုက်ပေါ်ကသူ့ကိုတွန်းချလို့ပြောနေတာမို့ရီရှူတယောက်ထသွားခဲ့ပြီးရာနီနဲ့နေတို့ဖောက်ပြန်ခဲ့တာကိုပြန်မြင်အောင်ရင်တကယ်တွန်းချမှာလို့ပြောနေတာမို့ရာနီကရှင်တကယ်မတတ်နိုင်တာမို့အဆက်ကပြန်စားဝင်ပေးဖို့နဲ့ရှင်းပေါ်ဖောက်ပြန်ခဲ့မိတဲ့အတွက်အနုညွတ်တောင်းပန်ပါတယ်လို့ပြောလိုက်တာမို့ပြန်လည်အဆင်ပြေသွားခဲ့ပါတယ်ဒီလိုနဲ့ရာနီတယောက်လည်းရီရှူနဲ့တွေမကအိမ်သားတွေနဲ့ပါပြန်လည်အဆင်ပြေလာခဲ့ပြီးရုတ်တရက်လမ်းမှာနေနဲ့တွေ့ဆုံခဲ့ပြီးရာနီကိုလောင်ပြောင်ပြောဆိုခဲ့တာကြောင့်ကားနဲ့လိုက်တိုက်ပြီးနေတယောက်ရေထဲမောင်းပြေးသွားပြီးကားပြတ်သွားတာကြောင့်လွတ်မြောက်သွားခဲ့ပါတယ်ဒီလိုနဲ့ဝက်ရှော့မှာကားဆောင်ရင်အရင်အကြောင်းတွေပြန်ပြောပြရင်ဝေးကွာနေကြတဲ့ချစ်သူနှစ်ယောက်ဟာအတူပြန်လည်ပေါင်းသင်းသွားခဲ့ကြပြီးရာနီတယောက်မျက်ရည်တွေပါကျလာခဲ့ပြီးပျော်ရွှင်နေခဲ့ကြပါတယ်ဒီလိုနဲ့ဇလန်ဟာအခင်းဖြစ်တဲ့အချိန်ကိုပြန်ရောက်သွားခဲ့ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာအိမ်ကြီးမျက်မြင်သက်သေတွေကိုမေးမြန်းပါတော့တယ်အခင်းဖြစ်တဲ့နေ့လယ်2 နာရီခွဲမှာနေအိမ်ကိုရောက်ရှိလာခဲ့ပြီး15မိနစ်အကြာမှာရီရှူအိမ်ပြန်ရောက်လာခဲ့ကြောင်းနဲ့မိနစ်အနည်းငယ်တွင်ရာနီတယောက်အပြင်ထွက်လာခဲ့ပြီးကလေးတယောက်ကိုရီရှူကတကားပိတ်ဖို့ပြောခိုင်းလိုက်တာမို့တာပြောနေချိန်နေကတကားပိတ်သွားတာမြင်လန့်ကြောင်းထွက်ဆိုလိုက်ပါတယ်ဒီလိုနဲ့ရာနီတယောက်ဈေးသွားခဲ့တာမို့အငားရင်မောင်းသမားကိုခေါ်ယူစစ်ဆေးလိုက်ရာရာနီနဲ့သူ3:15ကနေ4:15မိနစ်အထိအတူရှိခဲ့ကြောင်းနဲ့ဈေးဘက်ဝယ်နေတာဖြစ်ပြီးပြန်လာချိန်ဈေးကဝယ်လာတဲ့တိုးသားတချို့ခွေးတွေကိုကျွေးနေတာကြည့်ရင်အိမ်ပေါက်ကွဲမှုဖြစ်သွားတာမို့ရာနီတယောက်အိမ်ထဲပြေးဝင်သွားတာတွေ့တာမို့ရာနီသက်သာမဖြစ်နိုင်ကြောင်းပြောဆိုခဲ့ပါတယ်ဒီလိုနဲ့ရဲစခန်းမှာဖုန်းဆက်လာခဲ့ပြီးဗီဒီယိုတစ်ခုမှာအခင်းဖြစ်တဲ့အချိန်ရေကူးထွက်ပြေးသွားတဲ့နေကိုတွေ့ခဲ့ရကြောင်းပြနေချိန်အထက်အရာရှိရောက်လာခဲ့ပြီးဒီအမှုဟာ2 လကြာနေပြီဖြစ်လို့မီဒီယာတွေအရန်အယုံဆိုင်နေပြီဖြစ်ပြီးနေကိုအမြန်ရအောင်ဖမ်းဖို့နဲ့2 ရက်အချိန်ပို့ပေးဖို့အမှန်ပြောစက်နဲ့စစ်ရင်အားလုံးဖြည့်ရှင်းနိုင်ပြီဖြစ်ကြောင်းပြောနေတာမို့2 ရက်နေလို့မဖမ်းနိုင်ရင်လှုပ်သိရှာလိုက်တော့လို့ပြောပြီးထွက်သွားခဲ့ပါတယ်။ပြီးနောက်နေထွက်ပြေးသွားတဲ့ဗီဒီယိုကိုရာနီကိုပြလိုက်ပြီးဘယ်မှာဖွက်ထားရလဲမေးလိုက်ပြီးမတိဘူးပြောနေတာမို့ရိုင်းနဲ့စစ်ဆေးခိုင်းလိုက်ပြီးမတိဘူးပဲပြောနေတာမို့ပြန်လွှတ်ပေးလိုက်ရပါတယ်။ဒီလိုနဲ့နောက်ရက်စစ်ဆေးခံရဖို့ရဲစခန်းကိုပြန်သွားခဲ့ရာနှလုံးခုန်လုံးဆက်ပြင်စစ်ဆေးခံရမှတိသွားတာမို့အိမ်နာခဏသွားခြင်းကြောင်းပြောလိုက်ပြီးနှလုံးခုန်လုံးမြန်နေအောင်ဖက်နဲ့အတွင်းကိုတန်ချောင်းဆိုင်ပြီးတက်နေထွက်လာခဲ့ပြီးစစ်ဆေးခံလိုက်ပါတယ်ဒီလိုနဲ့စစ်ဆေးမှုစတင်လိုက်ပြီးနောက်ကျောင်းပြန်ပြောနေခဲ့ပါတယ်ပောက်ကွဲမှုမဖြစ်မီမိဘများကမင်္ဂလာဆောင်သွားခဲ့ကြပြီးမသွားခင်ဟင်းချက်ထားတဲ့ဂက်စ်အိုးကိုပိတ်ဖို့မမေ့ဖို့နဲ့မဟုတ်ရင်အင်ကြီးပါပောက်ကွဲသွားမည်ဖြစ်ကြောင်းပြောနေပါတယ်ပြီးနောက်ရီရှူတငယ်ချင်းတွေအလဲလာမှာမို့ကျွေးမွေးရန်အလောက်ကပြန်ဝယ်စရာရှိရဝယ်ခဲ့ဖို့ပြောနေရင်ရီရှူထွက်သွားပါတယ်ပြီးနောက်ရီရှူပြန်ရောက်လာခဲ့ပြီးရာနီနဲ့နေတို့စကားပြောနေတာကိုတွေ့ခဲ့ရာနေကရီရှူကိုသူနဲ့အတူလိုက်ပြေတော့မယ်ကြောင်းမပြောထားဘူးလားပြောနေတာမို့ရာနီကနေရှောက်ပြောနေကြောင်းပြောနေရင်ရီရှူကယောက်ျားချင်းရှင်းမှာမို့အပြင်သွားနေရန်ပြောနေတာကြောင့်ရာနီတယောက်ဈေးဝယ်ရန်အပြင်ထွက်လာခဲ့ပြီးတကားဟနေတာမို့ကလေးတယောက်ကိုရီရှူကတကားပိတ်ဖို့ပြောခိုင်းလိုက်ပြီးဈေးဝယ်ထွက်လာခဲ့ကြောင်းပြောပြပါတယ်ပြီးနောက်ဈေးမှပြန်လာခဲ့ပြီးခွေးတွေကိုအသားဖဲ့ကျွေးနေရင်ပောက်ကွဲမှုဖြစ်သွားခဲ့လို့အိမ်ထဲဝင်သွားခဲ့ရာမိလောင်နေတဲ့ရီရှူရဲ့လက်တစ်ဖက်တာမြင်ခဲ့ရကြောင်းပြောပြခဲ့ပါတယ်ဒီလိုနဲ့စစ်ဆေးနေတဲ့အခန်းကိုပြန်ရောက်သွားခဲ့ပြီးသူဖြေခဲ့တဲ့အချိန်တိုင်းနှလုံးခုန်လုံးမြန်နေတာမို့ပုံမှန်ပဲဖြေကြောင်းနဲ့တက်ရပြောဖို့ခက်ခဲကြောင်းပြောပြီးခြေထောက်ကိုမတင်ကာလာမို့ဖက်နဲ့ချုပ်ခိုင်းလိုက်ရာတန်းဆိုင်ထားကြောင်းတွေ့သွားတာမို့တန်ရဲ့နာကျင်မှုကြောင့်နှလုံးခုန်လုံးမြန်နေတာဖြစ်ကြောင်းပြောပြီးစစ်ဆေးမှုပြန်လုပ်ခဲ့ပါတယ်ဒီတစ်ခါစစ်ဆေးမှုမှာတော့ဟုတ်တယ်မဟုတ်ဘူးပဲဖြေခိုင်းလိုက်ပြီးအဖြေတိုင်းမှာတန်ဆိုင်ခံထားရတဲ့ခြေထောက်ကိုနာကျင်လာအောင်ညှစ်ထားလိုက်တာမို့နှလုံးခုန်လုံးဟာအရင်လိုပဲမြန်နေခဲ့ပါတယ်ဒီလိုနဲ့အပြစ်မရှိတာမို့ရဲရရှိကအမှုကိုပိတ်သိမ်းပေးလိုက်ရပြီးရာနီတယောက်လွတ်သွားခဲ့ပါတယ်ဒီလိုနဲ့ရဲရရှိကီရှိုးတယောက်နေဘက်ကိုပြောင်းရွှေ့လှုပ်ဆောင်ရန်သွားဖို့ဘူရာယုံမှာမဟုတ်ဝယ်နေရင်ရာနီပြောပြခဲ့တဲ့ပန်တာဒီရဲ့ကာဆော်လီ၏အမျက်ဒေါသဝတ္ထုစာအုပ်ကိုဝယ်ယူလာခဲ့လိုက်ပြီးစာအုပ်ကိုဖတ်နေရင်နောက်ကျောင်းကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်ဒီလိုနဲ့အခင်းဖြစ်မဲ့နေ့ကိုပြန်လည်ပြသခဲ့ပြီးဈေးမှာပစ္စည်းတချို့ဝယ်ယူပြီးရီရှူတယောက်အိမ်ပြန်ရောက်လာခဲ့ပါတယ်ဒီလိုနဲ့အိမ်ရောက်လာတဲ့နေတယောက်ဟာ
ရာနီနဲ့အတူဖောက်ပြန်ခဲ့စဉ်ကဗီဒီယိုရိုက်ခဲ့ပြီးရိုက်ခဲ့တဲ့ဗီဒီယိုကိုလိုင်းပေါ်တင်မဲ့ပြောဆိုနေတာကြောင့်ရရှူးတယောက်စိတ်မထိန်နိုင်တော့ပဲဒဲအိုးနဲ့စတင်ရိုက်ခဲ့ပြီးလူကောင်ကြီးတဲ့နေကပဲအမောက်သိမ့်နေတာမို့ရာနီကနေကိုအသားတုံးကြီးနဲ့ခေါင်းကိုပိတ်ရိုက်လိုက်ပြီးရိုက်အားပြင်းတာကြောင့်နေတယောက်ပွဲချင်းပြီးတည်သွားခဲ့ပါတယ်ဒါနဲ့ရာနီကရဲခေါ်ဖို့ပြောနေတာမို့ရရှူးကတော့သူတို့နှစ်ယောက်ဟာအခုမှပြန်လည်အဆင်ပြေနေပြီးရာနီကိုထောင်ကျမခံနိုင်ကြောင်းနဲ့အက်ဆီဒန့်ဖြစ်သွားခဲ့ပြီးတမင်တက်တက်လိုက်တာမဟုတ်ကြောင်းပြောဆိုပြီးရာနီထောင်မကျအောင်စတင်ကြံစီပြုလုပ်ပါတော့တယ်ဒီလိုနဲ့ရရှူးကပန်တာဒီရဲ့ကာဆိုလီ၏အမျက်ဒေါသဝိတုစာအုပ်ထဲကလို့အလောင်းအစားထိုးပြီးထွက်ပြေးလွတ်မြောက်နိုင်ကြောင်းပြောပြပြီးပြင်ဆင်မှုတွေစလုပ်ပါတော့တယ်ဒီလိုနဲ့လိုအပ်တဲ့မီးဘိုရေနံစီသတင်းစာတို့ကိုယူခိုင်းလိုက်ပြီးနေရဲ့လက်တစ်ဖက်ကိုဖျက်ပစ်လိုက်ပါတယ်ပြီးနောက်ရရှူးတယောက်ကသူ့လက်ကိုရေခဲစိန်ထားလိုက်ပြီးရာနီကသူ့လက်ကိုဖျက်ပေးရန်ပြောဆိုနေပြီးရာနီတယောက်မလုံရန်တားနေတာကြောင့်တွန်းထုတ်လိုက်ပြီးရရှူးတယောက်သူ့လက်ကိုကိုယ်တိုင်ဖျက်ပစ်လိုက်ပါတော့တယ်ပြီးနောက်ရရှူးတယောက်နေရဲ့အင်ကြီးတွေကိုလဲဝဲလိုက်ပြီးနေရရေနံစီတွေလောင်းပြီးရာနီတယောက်ဈေးထွက်သွားခြင်းအောင်ဆောင်ပြီးအပြင်ထွက်သွားခဲ့လိုက်ပါတော့တယ်ပြီးနောက်ပန်တာဒီရဲ့ဝတ္ထုစာအုပ်ကိုယူလိုက်ပြီးစာအုပ်အားဒဲအိုးပေါ်တင်ခဲ့တာကြောင့်မီးစားတင်လောင်လာခဲ့ပြီး gas အိုးအားဖွင့်ထားခဲ့တာမို့ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးပောက်ကွဲမှုကြောင့်နေအလောင်းဟာရုပ်ပြတ်သွားခဲ့ပြီးနေကိုလူသက်သမားဖြစ်အောင်ရရှူးရဲ့ဖြတ်ခဲ့တဲ့လက်တစ်ဖက်ကိုထားခဲ့လိုက်ပါတယ်ရရှူးကတော့အိမ်နောက်ကမြစ်ထဲကိုရေကူးပြီးထွက်ပြေးသွားခဲ့ပါတယ်ပြီးနောက်စာအုပ်ဖတ်နေတဲ့ရဲရရှိကီရှောစီပြောင်းသွားခဲ့ပြီးနေအလောင်းကိုရရှူးအလောင်းဖြစ်ထားခဲ့လိုက်ကြောင်းနဲ့ရာနီကိုကယ်တင်ဖို့ရရှူးကလက်တစ်ဖက်ဖြတ်ပြီးထားခဲ့ပြီးကြောင်းပြောပြပြီးအကုန်လုံးကိုပန်တာဒီဝိထုတွေကအတိုင်းအယူလို့သွားကြောင်းပြောဆိုနေခဲ့ပါတယ်ပြီးနောက်ရာနီတယောက်ယထာဘူရာယုံတစ်ခုမှလမ်းလျှောက်နေရင်အနောက်မှာရရှူးပေါ်လာခဲ့ပြီးတယောက်လက်တယောက်ချိတ်ကလမ်းလျှောက်သွားနေတဲ့မြင်ကွင်းကိုပြရင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်